ဒါကတော့ရိုးရိုးကြီးကျင်းကြပါရှင်မြန်မာလူဆိုရင်တော့နေဖျားเจ้าမှာဒီနေ့တည်င်းကျွမလို့ကျမလည်းနေဖျားเจ้าကိုသွားဆုတောင်းပါမယ်ရှင်ဒီလန်တက်တဲ့ကနေလာပြီးတော့ဖျားကျင်းကြကိုတက်တက်သွားပါမယ်ဒီပင်ကြီးလည်းတအားများလို့စိတ်ဆိုးနေတာပဲဒီဥစ္စာတော့ဝင်ချင်းရေအဆက်လေးကြားတဲ့ဟာလေးကိုလက်လေးနဲ့ယူပြီးတော့သူကတောက်တဲ့သူကတောက်တယ်မျက်နှာတောက်တဲ့သူတွေကတော့တောက်ပါတယ်ရှင်သူတို့ရဲ့ဂျပန်လူမျိုးတွေပေါ့နော်ဒါကတော့ဖျားဆူတောင်းဖို့ရအတွက်တန်းစီနေတာပါရှင်ဒီကျင်းကြကတော့နမဲတော်တော်ကြီးပါတယ်ဆူတောင်းလည်းပြည့်တယ်လို့ပြောတယ်ပေါ့နော်နိုင်ငံခြားသားတွေလည်းတအားများပါတယ်လာတာကတော့ဒီကပြလေးတွေကတော့တစ်ခုကို1000ရှိပါတယ်ကိုရေးချင်တဲ့အကြောင်းအရာလေးတွေကိုရေးချရေးပြီးတော့ဟိုးမှာချိတ်ဆွဲရပါတယ်ဒါလေးတွေကလည်းစက်ကူလေးတွေကလည်းအဲ့လိုရေးချင်တာလေးရေးပြီးချီရတယ်ပေါ့နော်ဒါကတော့ဖျားတေးသေးလေးတွေစီသွားတဲ့နေရာပါအဲ့အနီလေးတွေအဖြူလေးတွေကတော့သူတို့ခုနှစ်အလိုက်ရေးထားနေမှာပေါ့ကျမလည်းအသေးစိတ်မသိပါဘူးရှင်သူကရှေ့ကနေကြွရွာနေအဲ့မဲ့ပြေးလိုက်သွားလိုက်အဲ့မဲ့အဖိုးကြီးအဖွားကြီးဖျားရှိခိုးတော့သူလည်းဖျားရှိခိုးရှင်ပါတယ်ပေါ့နော်အဲ့နဲ့ဒီဘက်တေးသေးလေးတွေရောက်လာရောအဲ့မဲ့အနီလေးတွေအဖြူလေးတွေအဲ့မဲ့အများကြီးပဲချိန်ထားတော့ဖျားချင်းကြကြောင်းမှာဖျားရှိခိုးပြီးတန်းစီနေအဘေးနားလေးမှာဘာခွေးရုပ်ဒီလားဘာရုပ်ဒီလားမသိပါဘူးအဲ့မှာသူကလည်းရှိခိုးခြင်းပါတယ်ဆိုပြီးအဲ့မှာတန်းစီနေအဲ့မှာလောက်ခေါင်းလောင်းမှာသူလှုပ်ချင်တယ်ဆိုပြီးအဲ့ခေါင်းလောင်းယူပြရတယ်ကြိုးမမီလို့ပစံထက်ပြီးအဲ့မှာဆူတောင်းပြီးတော့ခေါင်းလောင်းလှုပ်ကြပါတယ်ရှင်သူကလည်းလှုပ်ချင်ပါတယ်တဲ့ဆူတောင်းပြီးပြီဒီချင်းကြမှာယောက်ျားလေးဆိုရင်9နှစ်အဲ့ဝစားလေးဝေးပြီးတက်ပုံလာ